လက်စစ်ကားတွေအတွက်တပ်တုတွေကုန်းမြေပေါ်မှာကုန်းတော့မယ်ဒါပေမဲ့လူမနေနိုင်တဲ့နေရာတစ်ခုမှာအဖြေရှိနေပါတယ်အဲ့ဒါကတော့ပေပေါင်း1000ခွဲနဲ့တဲ့ပင်လယ်ကျမ်းပြင်မှာဒီအမှောင်ထုထဲမှာတံပိုးကြီးရတနာတွေပြန့်ကျဲနေပါတယ်ဒီကြောက်မဲလုံးလေးတွေဟာတာမန်မဟုတ်ပါဘူးသူ့ထဲမှာနီကယ်နဲ့ကိုဘော့လိုဘက်ထရီတပ်တုတွေအပြည့်ပါဝင်နေပါတယ်ပညာရှင်တွေခန့်မှန်းချက်အရဒီတပ်တုတွေရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ16 ထရီလီယံအထိရှိနေပါတယ်ကုမ္ပဏီတွေကအိမ်တလုံးစာရှိတဲ့စက်ရုပ်ကြီးတွေနဲ့ပင်လယ်ကျမ်းပြင်ကိုလှည့်ကျင်းဖို့ပြင်ဆင်နေကြပါပြီဒါပေမဲ့တတိထားရမှာကဒီစက်ကြီးတွေကြောင့်နှစ်တန်းပေါင်းများစွာတည်ရှိခဲ့တဲ့ရေအောက်ဂေဟစနစ်ပျက်စီးသွားနိုင်ပါတယ်ကုန်းမြေပေါ်ကတစ်တောတွေကိုခုတ်မလားမမြင်ရတဲ့ပင်လယ်အောက်ကိုပဲစတေးလိုက်မလားရွေးရခတ်တဲ့မိကုန်းပါပဲဒါဟာစီးပွားရေးတင်မကပါဘူးတရုတ်နဲ့အမေရိကန်လိုနိုင်ငံကြီးတွေနယ်မြေလူကြမဲ့နိုင်ငံရေးစစ်ပွဲလည်းဖြစ်ပါတယ်2026ခုနှစ်မှာစီးပွားဖြစ်စတူးတော့မှာပါဒါဟာဘက်ထရီဈေးကွက်ရဲ့အလှည့်အပြောင်းပါပဲဒါဟာအနာဂတ်စွန့်ရင်လားပတ်ဝန်းကျင်အတွက်အိမ်မက်ဆိုးလားအချိန်လေးမှန်သိရအောင် subscribe လုပ်ထားလိုက်ပါ